သူကအဆင့်မြင့်ကျောင်းသားကိုစိန်ခေါ်ပြီးဝိညာဉ်မျိုးငါးဟင်းချိုကိုရယူခဲ့တယ်။လျှို့ဝှက်အရေးတောက်ပြီးအဆင့်၄အလယ်လက်ကိုရောက်ခဲ့တာဘယ်သူမှမသိခဲ့ကြဘူး။အခုတော့ဝမ်ကျဲရဲ့အကြည့်အောက်မှာစမ်းသက်ကြောက်တုံးပေါ်လက်တင်ဖို့သူ့အလှည့်ရောက်လာပါပြီ။လက်တင်လိုက်တာနဲ့ကြောက်တုံးကဝါဖြော့ဖြော့လင်းနဲ့လင်းလာတယ်။ဝမ်ကျဲကဟန်ဖေးပထမအဆင့်အထက်တန်းစားစွမ်းရင်သွေးကြောပဲလို့ပြောလိုက်တယ်။ဒါပေမဲ့ဟန်ဖေးကတော့လက်ပြန်ဆွဲလိုက်ချိန်မှာဝါရောင်လင်းထဲကနေပါလာတဲ့အနက်ရောင်မြင်းချောင်းလေးတစ်မြင်လျှက်တစ်ပြက်ပေါ်လာပြောက်ကွယ်သွားတာကိုရှင်းရှင်းလင်းလင်းမြင်လိုက်ရတယ်။ဆရာစတုထအဆင့်စိတ်ဆွမ်းရင်ကြောကဘာရောင်လဲလို့ဟန်ဖေးမေးတော့ဝမ်ကျဲကအပြာရောင်လို့သာဖြေပြီးနောက်တစ်ယောက်လာခိုင်းတဲ့ဟန်ဖေးကတော့အနက်ရောင်ကဘယ်အဆင့်လဲလို့တွေးပူနေတော့ဟဲရှောင်ရီကဘေးနားရောက်လာပြီးမစိုးရိမ်ပါနဲ့ပထမအဆင့်အကောင်းစားကလည်းကောင်းပါတယ်လို့နှစ်သိမ့်လိုက်တာပေါ့ဟန်ဖေးကပြုံးနေပေမဲ့သူ့ကောင်းထဲမှာတော့အတွေးတွေရှုပ်နေတာပေါ့ရုတ်တရက်သူ့ဒေတာကိုကြည့်လိုက်တော့လင်ကြီးက200-800နှစ်ဆဲတစ်ဖြစ်နေတာကိုမြင်ပြီးမြက်လုံးပြူးသွားတယ်ဒါနဲ့ဟဲရှောင်ယူကိုဆွဲပြီး6အဆင့်ရေလုတ်သားရဲ့ပုံမှန်လင်ကြီးကန့်သက်ချက်ကဘလောက်လဲလို့မေးလိုက်ပါတော့တယ်4အဆင့်နဲ့တင်6အဆင့်ရေလုတ်သားဆန်တုံးကိုရောက်ပြီးလင်ကြီးကြောကပါအဆင့်မြင့်နိုင်တာကိုတူးတွေးလိုက်ရတယ်ဒီတော့သူ့ကောင်းထဲမှာအတွေးတစ်ခုပေါ်လာပြီးဟဲရှောင်ယူနားကိုကက်ကမင်းရဲ့ကြားငါးဟင်းချိုကိုဆက်တော့ဦးမလားလို့မေးလိုက်ပါတော့တယ်သူကဟဲရှောင်ယူကိုငါ့မှာ9ဆင့်တိုင်းကြောရှိတာအခုဟင်းချိုတစ်ပကံပေးရင်မင်းဖေကိုတန်ကောက9နီတလုံးပေးပြီး Grand တိုင်းဆရာကြီးဖြစ်စေမယ်လို့ဖျားယောင်းတယ်ဟဲရှောင်ယူအံ့ဩနေတော့သူကကြားနဂါဟင်းချို3ပကံမြောက်ကိုတောက်ပြီးစွမ်းအားတွေတိုးလာခဲ့ပါတယ်သူ့စိတ်ထဲမှာပျော်ရွှင်နေရင်ဟဲရှောင်ယူရဲ့ဝါတို့ကိုခဏယူသုံးကျင်ခဲ့တယ်သူမကမပေးဘူးလို့ညှင်းလိုက်တော့နဂါငါဟင်းချိုတစ်ပကံနဲ့လဲဖို့ကန့်လန့်လိုက်တယ်ဟဲရှောင်ယူလည်းဒီကန့်လန့်ချက်ကတန်းနေတာမို့စဉ်းစားသွားတာပေါ့ဟန်ဖေးကတောင်ဝေးကိုကင်ပြီးလမ်းလျှောက်လာရင်ကျောင်းသားတိုင်းကိုပူပူနွေးနွေးဝိညာဉ်ငါးဟင်းရည်အဖြစ်မြင်နေတာပေါ့လေ့ကျင့်ရေးခန်းမတကားကိုဖွင့်ဝင်လိုက်တော့ဟူခုံကဟန်ဖေးမင်းပါလို့ဖို့ကြံတာလဲလို့တဲ့မေးတယ်ဟန်ဖေးကတော့ဝါလုံးကိုမြေကြီးပေါ်ဆောင်းချပြီးပြုံးနေအဆင့်တက်လာလို့ပြောပြီးစိန်ခေါ်ဖို့ပြင်ဆင်နေတာပေါ့သူကငါ့ကိုနိုင်တဲ့သူဝါတုတ်ယူသွားလို့စိန်ခေါ်တော့လူတွေစိတ်လှုပ်ရှားပြီးအဆင့်လေးအတစ်တယောက်ထွက်လာတယ်ဇက်လိုက်ကအရင်ကနိုင်ထားတဲ့လူကြီးကိုဘာပေးမလဲမေးတော့တန်တုတ်ကိုညှင်းလိုက်တာပေါ့ငါနိုင်ရင်ဝိညာဉ်မျိုးငါးဟင်းချိုတပွဲပေးရမယ်လို့တောင်းဆိုလိုက်တာပဲခဏစဉ်းစားပြီးနောက်ကောင်လေးကဟင်းချိုနဲ့ဝါတုတ်လဲလှယ်ဖို့သဘောတူလိုက်တာနဲ့တိုက်ပွဲကချက်ချင်းစတော့တာပဲရလက်ကတော့မထင်မှတ်ထားဘူးသူကပြိုင်ဘက်ကိုတစ်ချက်တည်းနဲ့လဲကြပြီးပါဇက်ကတွေးအံထွက်စေခဲ့တယ်သူကစိတ်ထဲကနေစွန့်ရင်ရှင်းမှတ်ကုန်ပြီမဲ့တက်မှတ်တိုးတယ်တန်တယ်လို့တွက်လိုက်တာပေါ့သူကတုတ်တစ်ချောင်းကင်ပြီးနောက်ထပ်ပြိုင်ဘက်ကိုရင်ဆိုင်တယ်လေးအဆင့်ပြိုင်ဘက်တစ်ယောက်ကိုတုတ်တစ်ချက်နဲ့လွင့်သွားအောင်ရိုက်နိုင်ခဲ့တယ်နောက်တိုက်ခိုက်ရေးပညာတင်ထားတဲ့လေးအဆင့်တစ်ယောက်ကိုနှစ်ချက်တည်းနဲ့နှကန်းကနေတွေးထွက်အောင်ရိုက်တယ်ငါးအဆင့်ငါးဖန်းသမားတစ်ယောက်ကိုလည်း9ချက်ဆက်တိုက်ရိုက်လို့စွန့်ရင်တွေကုံဆုံးသွားပြီးမြေပေါ်လဲကျသွားခဲ့ရတယ်ကောင်လေးလဲချွေးရွှဲဆူနေပေမဲ့စစ်ပွဲစိတ်တဲ့အပြည့်နဲ့ဘသူလာအောင်မလဲဆိုပြီးអော်လိုက်တာပေါ့ရှောင်းရီလဲဘေးနားကနေအံ့အားသင့်နေတော့သူကတော့ရှုံးနေသူတွေစီကငါးဟင်းလေးပွဲတောင်းကမကြေနဲ့ရင်အခုပဲတောက်ဖို့စိန်ခေါ်ဒါပေါ့ခဏအကြာမှာသူ့ရှိကိုပူပူနွေးနွေးငါးဟင်းလေးပွဲတွေရောက်လာတော့လူအများကအံ့ဩတော့တဲ့ဝိုင်းကြည့်နေကြတာကိုမြင်ရပါတယ်သူကတော့ဂယုမဆိုင်ပဲဟင်းပွဲ3ပွဲကိုအကုန်တောက်ချပြီးစွမ်းရင်125အထိတိုးလာတဲ့အင်အားပြည့်နဲ့နောက်ထပ်10ရောက်လောက်တောင်ထိုးနိုင်သေးတယ်ဆိုပြီးကြွေးကြော်လိုက်တယ်သူ့ကိုအထင်သေးပြီးနောက်ကနေတိုက်ခိုက်လာသူရဲ့တန်တုတ်ကိုတစ်ချက်တည်းနဲ့ချိုးပစ်လိုက်နိုင်တာပေါ့သူ့ကိုနောက်တစ်ကြိမ်လွင့်စင်သွားအောင်ကန်ထုတ်လိုက်တာပေါ့ဒါကိုဟူခုံကရှေ့ထွက်ရင်ဆိုင်ပြီးဟန်ဖေးကိုမင်းပါသဘောလဲလို့မေးတယ်ဟန်ဖေးကတော့ဒီနေ့ကစပြီးသူ့ကိုအနိုင်ကျင့်ခဲ့သူမှန်သမျှကိုပြန်ကလဲစားချင်မှာဖြစ်ကြောင်းတုံးလင်ငါဟင်းချိုလာပို့ရင်တော့ကိစ္စပြီးဆုံးပြီလို့ပြောလိုက်တာပဲဟန်ဖေးကဟူခုံဟာစက်ထမအဆင့်ရှိပြီးသူ့အနေနဲ့အင်အားမပြည့်သေးတာသိပေမဲ့ရှုံးနေသူတွေကိုအားလုံးလေ့ကျင့်ခန်းတွေထပ်လုပ်ဦးလို့ပြောကာထွက်ခွာခဲ့တယ်၄နှစ်ကြာတိခဲ့တဲ့ဟန်ဖေးဒီလိုပြောင်းလဲသွားတာကိုဟဲရှောင်ရီကအံ့ဩနေမိတာပေါ့ဟန်ဖေးကတော့ဟင်းချိုပွဲ100တောက်ပြီးငါးဖန်းဆရာအောက်အဆင့်အားလုံးကိုအသာလေးနိုင်မယ်လို့တွေးနေတာပေါ့ဒီတော့သူကအတန်း2ရဲ့လေ့ကျင့်ရေးကွင်းတကားကိုကန်ဖွင့်ပြီးဝါလုံးတစ်ချောင်းထန်းကအားလုံးပဲအယောင်းဝယ်တစ်ခုလုပ်ကြရအောင်လို့ပြောလိုက်တော့တာပေါ့သူ့ကိုနိုင်ရင်တန်မိုးကြီးဝါလုံးရမယ်ရှုံးရင်ဝိညာဉ်မျိုးဟင်းချိုတစ်ပကံနဲ့ကျောင်းလာခပေးရမယ်ဆိုတဲ့ဟန်ဖေးရဲ့စိန်ခေါ်မှုကြောင့်လူအများအံ့ဩကြပြီးကြွက်သားတောက်တင်းသူတူဝင်စိန်ခေါ်ပေမဲ့10မိနစ်အကြာမှာတော့ဟန်ဖေးကပဲအောင်နိုင်သူအဖြစ်ရပ်တည်နေခဲ့ဒါပဲဟန်ဖေးရှိကဝိညာဉ်မျိုးဟင်းချို6ပကံတွေကတပကံကိုသူကအကုန်တောက်ချတယ်ပြီးတော့အံ့ဩနေတဲ့ဟဲရှောင်ယူကိုထက်ကမ်းပေမဲ့သူမကညှင်းလိုက်တယ်ဟင်းချိုတပကံကျောင်းလက်ခကနေသေးတယ်လို့သူကတွေးရင်းနဲ့ပဲနာမည်ကြီးလာခဲ့တာပေါ့ဟန်ဖေးနာမည်ကကျောင်းမှာပြန့်နေပြီးအရင်ကတာမန်ကျောင်းသားဖြစ်တဲ့သူကတတန်းလုံးကိုနိုင်ကအဆင့်ကျော်ပါစိန်ခေါ်နေတာပေါ့ဆရာတွေအစည်းအဝေးလုပ်နေတော့တင်တန်းဆရာတယောက်ထိတ်လန့်တကြားဝင်လာပြီးဝန်ကျဲဆရာကိုတွားကြည့်ပါဦးလို့ပြောတော့ဆရာဝန်ကျဲကလည်းဘာဖြစ်လို့လဲလို့မေးလိုက်တာပါတင်တန်းဆရာကဆရာဝန်ကျဲကိုဆရာအတန်းကဟန်ဖေးကျောင်းမှာလူတွေနဲ့ချင်းထိုးနေတယ်လို့ထိတ်လန့်တကြားပြောတယ်ဆရာဝန်ကျဲကပုံမှန်လိုသဘောထားပေမဲ့တင်တန်းဆရာကဒါပုံမှန်မဟုတ်ဘူးသူကသူ့တန်းကလူအားလုံးနဲ့ထိုးပြီးအဆင့်ကျော်စိန်ခေါ်နေတာလို့ရှင်းပြလိုက်တာပါဆရာဝန်ကျဲကအံ့ဩလွန်းလို့တောက်လက်ဖက်ရည်တွေတောင်မှုတ်ထုတ်မိပြီးမင်းတို့ပြောတာငါတို့အတန်းကဟန်ဖေးလားလို့မေးလိုက်တယ်သူတို့ရောက်လာတော့ဟန်ဖေးကဝလုံးကင်ပြီးအတန်းတစ်ခါဝမှာဒီဟာကအလဲလက်ပလဲဆယ်လုံးနဲ့လဲလို့ရတယ်ငါးဟင်းရည်တပံကံပဲပေးရမှာလို့စိန်ခေါ်နေတာပဲမလုပ်ရဲကြတော့သူကအရင်ဒုက္ခပေးသူတွေ3ရက်အတွင်းငါးဟင်းရည်လာပို့ဖို့မပို့ရင်လေ့ကျင့်ရေးမှာအစွမ်းကုန်တိုက်မယ်လို့တင်းမာစွာချင်းချောက်လိုက်တယ်ဒီတော့အရက်ရှည်တဲ့ចောင်းသားတစ်ယောက်ကငါတိုက်မယ်လို့ရှေ့ထွက်လာတာပေါ့ဒါပေမဲ့သူကမင်းက6အဆင့်ငါက4အဆင့်ပဲရှိသေးတာမတရားဘူးလို့ပြန်ပြောလိုက်တယ်အဲ့ဒီ6အဆင့်ကောင်လေးကမင်းနိုင်ရင်ငါချင်းရည်ဟင်း4ပကံပေးမယ်လို့စိန်ခေါ်လိုက်တော့ဟန်ဖေးကချက်ချင်းသဘောတူလိုက်တယ်ဟဲရှောင်ယူကသူက6အဆင့်တော့ငါးဟင်းလေးတွေအတွက်အခြေခံမဖြတ်စည်းပါနဲ့လို့တားဆီးပေမဲ့ဟန်ဖေးကပိုကြီးကျယ်တဲ့ရီမန်းချက်တွေအတွက်ကိုမြင့်တင်နေတာပါလို့ဖြေလိုက်တယ်ဟဲရှောင်ယူကတော့မယုံတင်ကားနဲ့ကြည်နေချင်းဆရာတွေလည်းရောက်လာကြတော့ဝန်ကျဲတယောက်အဝေးကနေကြည်ရင်မြင့်တက်နေတာပေါ့ဆရာရှုကလည်းဒီကောင်လေးကကြည်ုံနဲ့တင်4အဆင့်ကိုရောက်သွားပြီလို့ပြောတယ်တစ်ဆက်တည်းဝန်ကျဲနဲ့6အဆင့်တန်ကသည်ချင်းကွင်တို့
လည်းထိပ်တိုက်တွေ့ကြပြီးတိုက်ပွဲဆက်ပါတော့တယ်။ဝမ်ကျဲကတော့တုံးနဲ့အစွမ်းကုန်ရိုက်ခတ်နေပြီးဝိညာဉ်စွမ်းအင်တွေလည်းအဆက်မပြတ်ထွက်ပေါ်နေပါတယ်။ချင်းကွန်တယောက်လည်းသူ့ရဲ့တိုက်ခိုက်မှုအောက်လုံးဝဖိနှိပ်ခံနေရပြီးဝိညာဉ်စွမ်းအင်136မှတ်အကုန်လုံးကာကွယ်ရမှာကုန်သွားပြီးဆရာကြီးကတော့4အဆင့်ဝမ်ကျဲရဲ့ဒီစွမ်းအားကိုနားမလည်နိုင်ဖြစ်နေတာပါ။ဝမ်ကျဲကချင်းကွန်ရဲ့တန်တုပ်ကို16ကြိမ်မြောက်ရိုက်ချလိုက်တော့လွင့်စင်သွားတဲ့ချင်းကွန်လည်းလွင့်ထွက်သွားပြီးမျက်နှာကဖြူဘက်ဖြူရောဖြစ်သွားတာပေါ့အားလုံးလည်းတိတ်ဆိတ်ပြီးကြောင်အန်းသွားကြတဲ့အဆင့်မြင့်ငါးဖမ်းဆရာတွေပါမယုံနိုင်စရာဖြစ်သွားကြတာပါဝမ်ကျဲကတော့သူတို့ကိုဂယုမစိုက်ပဲငါးဟင်းရည်တွေကိုဆက်တောက်နေခဲ့တယ်ဟန်ဖေးမျက်နှာနီးရဲလာပြီးဟဲရှောင်ရီကိုကူကိုပြောပေမဲ့ဟဲရှောင်ရီကလည်းမတောက်နိုင်တော့ဘူးလို့ငွေရင်းရင်းနဲ့ဒီအခါចောင်းသားတယောက်ကဟန်ဖေးမင်းမကန်40နီးပါးတောက်ပြီးအိမ်သာမသွားတော့ဘူးလားလို့អော်လိုက်တော့တယ်ဟန်ဖေးကလေချင်တက်ပြီးမာနာထောင်နေတော့သူ့နောက်ကနေဟန်ဖေးမင်းဘယ်နှစ်တန်းနဲ့ထပ်ပြိုင်အောင်မလဲလို့အတန်ကြားလိုက်ရတယ်ရင်းနှီးတဲ့အတန်ကြောင့်လှည့်ကြည့်လိုက်တော့ဆရာဝမ်ကျဲကိုတွေးလိုက်ရတာပေါ့ချက်ချင်းပဲအပြုံးတူးနဲ့ဆရာကျွန်တော်စီးရန်သွားခြင်းလို့ပါအရင်သွားလိုက်ပါအောင်မယ်လို့ပြောပြီးထွက်ပြေးဖို့ပြင်တော့တယ်သူထွက်ပြေးဖို့ပြင်တော့ဝမ်ကျဲကရက်ဆိုင်လို့အမိန့်ပေးပြီးမင်းရဲ့စွမ်းရည်တွေဘာဖြစ်တာလဲအဆင့်တက်သွားတာမဟုတ်လားလို့မေးတာပေါ့တပည့်ဖြစ်သူကဆရာကျွန်တော်စွမ်းရည်ကကောင်းကောင်းစီးဆင်းနေတာပါလို့ဟန်ဆောင်ပြောတော့ဝမ်ကျဲကဒေါသတကြီးခေါင်းကိုရိုက်ပြီးဟဲ့ကလေးမင်းဟန်ဆောင်မနေနဲ့လို့ပြောလိုက်တယ်သူကဆရာကိုငါးဟင်းရည်တောက်ထားလို့စွမ်းရည်တွေစက်တိုက်ထွက်နေတာပါလို့လိန်ပြောလိုက်တယ်ဒါပေမဲ့ဝမ်ကျဲကမယုံပဲတန်ချောင်းတစ်ချောင်းဖြစ်ပေးပြီးသူ့ကိုရိုက်ခိုင်းတာပေါ့မတက်တာတဲ့အစုံတုံးနဲ့ဆရာကိုရိုက်ပေမဲ့ဝမ်ကျဲကမြားတန်လေးနဲ့အသားလေးကာကွယ်ထားနိုင်တော့သူကအံ့အားသင့်သွားတယ်ဝမ်ကျဲကခဏစဉ်းစားပြီးတဲ့နောက်ဒီအစွမ်းကအဆင့်6လောက်ရှိပြီးမို့မွေးရပါထူးခြားတဲ့သူဖြစ်နိုင်တယ်လို့တွေးလိုက်တယ်ဒါနဲ့အကြောင်းမှာရှောက်မလုပ်တော့ပဲငါးဖမ်းကွင်းမှာသွားလေ့ကျင့်ဖို့ပြောပြီးငါးမြချိတ်ကို9မီတာအောက်ချလို့ရပေမဲ့10မီတာတော့လုံးဝမကျော်ရဘူးလို့လည်းမှားလိုက်တယ်